တဖြည်းဖြည်းနဲ့အသက်အရွယ်တစ်ခုကိုရောက်လာတာနဲ့အမျှစိတ်တွေဟာအရင်တုန်းကလိုမတက်ကြွတော့ဘဲနဲ့တိတ်ဆိတ်အေးချမ်းမှုကိုပဲမှတ်မောလာတယ်အတိတ်ကဆူညံမှုတွေပြင်းထန်တဲ့ခံစားချက်တွေနဲ့စိတ်ဖိစီးမှုတွေဟာတနေ့တခြားပိုများလာတယ်ဘယ်ရာမှမပြောင်းလဲကြောင်းဘယ်သူမှအမြဲတမ်းမနေရကြောင်းအရာရာဟာအချိန်အတန်လောက်ပဲရှိကြောင်းကိုအချိန်ချင်းတွေ့ကြုံလာတာနဲ့ကိုယ်သာအားကိုးရာအဖြစ်အတိအမြင်အတစ်တစ်ခုနဲ့လက်ခံတက်လာပါတယ်အတွင်းမြင်တချို့ကတော့အပေါ်ယံမှာမပြောင်းလဲတယ်လို့မြင်ရပေမဲ့အတွင်းမှာတိတ်တိတ်ကလေးပြောင်းလဲတွားတတ်ကြပါတယ်ရေဆက်ရှိတဲ့လောက်ပဲကြုံတွေ့ရမှာမို့ဘသူနဲ့ပဲဖြစ်ဖြစ်အချိန်ရှိတုန်းစုံခဲ့ဖူးကြတဲ့လူတိုင်းကိုတန်ဖိုးထားပါတယ်အချိန်တို့အတွင်းမှာအမြဲတမ်းအတွက်တာဝန်မထမ်းနိုင်ပေမဲ့အချိန်တို့အတွင်းမှာပဲဖြစ်ဖြစ်အမှန်တကယ်ဖြူစင်တန့်ရှင်းစွာနဲ့နှလုံးသားတစ်စိတ်ကိုပေးတတ်လာပါတယ်ခွန်းလွတ်နိုင်တဲ့လောက်ခွန်းလွတ်ပါခွန်းမလွတ်နိုင်ရင်တော့ထွက်ခွာဖို့မေ့ပစ်ခြင်းကိုပဲရွေးပါတဲ့မပတ်သက်ခြင်းနဲ့ကိုယ်စိတ်အေးချမ်းမှုကိုရွေးချယ်